ကိုတော့မယ်နော်ကျမလည်းလည်းကြီးစေကိုနင်တလေးအကိုသတိရနေမှာနော်ပျော်ရွှင်ခဲ့တာတွေရောဒုက္ခရောက်ခဲ့တာတွေရောနင်ကဒီရွာလေးမှာပဲအကိုသတိရနေမှာဖြစ်နိုင်လေကိုအမြန်ဆုံးပြန်ခဲ့ပါနော်နော်ကိုဒီပါညတဲ့ရဲ့အခုစင်နေတာနဲ့နှင်းလက်စီကိုအများဆုံးပြန်လာခဲ့မယ်နော်ဒီကောလို့ငါမကိုနဲ့ဗျာကလေးကိုနည်းနည်းနောက်ကျသွားတယ်ကွာကိုခွန်းလိုက်ပါနော်ဆရာဘာလို့ပြန်ပြန်လဲပြန်လို့ရှိရင်ကျမစစ်ကြောင်ပြီးကျမရဲ့ချစ်ကိုပုတ်ပေးခဲ့ပြီအခုဆင်ကျမချစ်နေတယ်စစ်တယ်ထားရကိုကြီးတွေ့ရတယ်ကိုကြီးကအများကြီးနေရဆိုတော့ဆိုရင်ဒီခဏနိုင်ပါမလားဩတွေ့လေးရဲ့ကိုကြီးဘွားတော့အချစ်ဆုံးအမြဲနှိုးဆုံးလေးဆိုတော့တွေ့လေးဆိုးတဲ့နေ့ကိုကြီးအနုနာခံပါမယ်အလိုလိုက်ပါမယ်တွေ့လေးရဲ့မလီပြောကောင်းလိုက်တာတော့အဲ့လိုမျိုးထားမှားတယ်မထားပါဘူးတွေ့လေးရဲ့ဘုန်းတော်ခဏသွားပြောလိုက်မယ်နော်
ဟယ်လို အကိုနင်ကအကိုဖုန်းခေါ်နေတာဘာလို့မကင်တာလဲ နင်စကားကိုလိုရင်းကိုပြောငါမှချင်းမရှိဘူး အကိုဘယ်လိုပြောလိုက်တာလဲနင်ကအကိုတရေရလို့ဖုန်းခေါ်တာလေအကိုရဲ့နင်ကအရေးကြီးတာပြောစရာရှိတယ်အခုလေနင်ကမှအကိုနဲ့ရတဲ့ကိုဝင်ရှိနေပြီအကိုရဲ့ ဟာနင်တော်တော့မကြောက်တဲ့မင်းကလေးပဲဒါလို့ရင်ဒါကြီးမှာဆိုတာနင်မသိဘူးလားနင်တော့မကြောက်တဲ့မင်းကမတယောက်ကိုငါမယူနိုင်တော့ ဘယ်လိုပြောလိုက်တာလဲနင်တော့မှာတော့လေအကိုသစ္စာရှိစောင့်နေလိုက်ရတာတွေ့ရလိုက်တာကိုလေ ဒါပဲငါလုပ်စရာရှိသေးတယ် အဲအကောင်းတယ် อ๋อအလုပ်ကိစ္စပုံမှာတကယ်ချင်းလှမ်းဆက်တာ ဟုတ်ပါအဲ့ဒီတွေ့ဖိုက်ဆောင်နေချင်းတော့ဖြစ် อ๋อ သွားတာ သွားမယ်လေလား မင်းချစ်တော်တာဘာမှလဲ နင်ကလေကိုတရေရနေမှာနော် ကောင်းလေငါနဲ့စိတ်နဲ့တယောက်တည်းပဲ ကိုပြန်ဆုံးပြန်ခဲ့ပါနော် သူရဲ့စလုံးသူရဲ့ ဒီမှာနင်းတဲ့ရဲ့ကိုစင်နေတာနဲ့နင်းတဲ့စီတယ် အကိုရဲ့ နိုင်သူရဲ့စလုံးသူရဲ့ ငေါ့တို့ဟာမင်းကလူကောင်းကြီးကထွားလိုက်တာကွာဘယ်သွားမလို့လဲကွာ ကျွန်တော်ရတောင်ပိုင်းကကောင်းလို့ရ ဒါနဲ့ရောနင်းတော့ကရောမရှိသေးလား ခင်ဗျားလို့ရကြအခုနေသက်အားရွာမှာမရှိတော့ရ အဲ့ဒါဆိုနင်းတော့ကဘယ်တယောက်ဟောတာလဲ နေသက်ကဘယ်ဘောမပြောင်းရခင်ဗျားရက်ဆက်ရုံမှာမှုကြောင့်နေသက်ဒီလောကကြီးကနေဖက်သွားပြီဗျခင်ဗျားရသူသမစားလိုက်အခုရွာမှာကြံစည်နေတဲ့နေသက်ကိုကခင်ဗျားရဲ့သားအခုရွာမှာစီတော့ခင်ဗျားနဲ့စကားအများကြီးပြောကြတော့ဗျတုတ်သွားတော့ တာဘာတားလေးရှိတယ်တဲ့တားလေးကြံနေခဲ့တယ်ဟာတာကွာ ဟေ့လောဟေ့တယ်လီကွန်မင်းဘယ်လိုရှောက်သွားနေရလဲငါအရက်ကုန်နေပြီကွာမင်းမပတ်စံဘယ်လောက်ရှိလဲငါ့ကိုပေးသား
အနည်းမေးစမ်းကွာ တာဒီပစ္စည်းလေးတွေရောင်းပြီးတော့တပည့်ကိုရရဲ့ပတ်စံလာပြန်ပြီးမယ်နော် မင်းတော့တော့မကြတဲ့ကောင်ပဲကွာတခါတည်းရောင်းလာတော့ဘာဖြစ်မှမလို့ငါ့ဘယ်ချိန်ရက်တက်ကောက်မှာလဲတော့မင်းနေနေတော့ရောင်းပြီးပြန်လာခဲ့ငါအရက်တော့ချင် မင်းပဆောင်ရအောင်ရှာလာခဲ့မရှာလာနိုင်မှာလဲဆိုရင်ဟာမင်းပဆောင်ရအောင်ရှာလာခဲ့မရှာနိုင်မှာလဲဆိုရင်မင်းကဖုန်းဆက်ခေါ်တော့ဘာကိစ္စလဲ ကိစ္စရှိလို့မင်းကဖုန်းဆက်ရတာတော့ လူရင်းကိုပြောပါ သူရငါတားဖန်လာမင်းကအားလို့ မင်းဒါပဲလား ဒီလောက်မင်းတော်ရုံပေါ့ကွာဒီလိုမျိုးလို့ဆိုတာဘယ်လောက်ခက်ခဲလဲဆိုတော့မင်းလည်းသိဆုံး စိုးလို့မစိုးပါဘူးကွာဒါပေမဲ့မင်းဘယ်လောက်ခေါ် မင်းကပေးစလောက်ပြီးကွာငါကွဲချင်တာလည်းသိတယ် အေးလောလောဆယ်ပါလာတော့ဒါပဲကွာဒါနဲ့ဆင်ပြေနေမှာ အဲဒါဆိုငါလုံလောက်တယ်ငါကွဲလို့ရတယ် အေးဒါဆိုငါလစ်ပြီကွာ ဟဲ့မင်းပြန်မင်းကသိလို့ တိဦးဗျာကျွန်တော်ဒီကောင်တော့လုံးဖြစ်လာ မင်းပြန်ယူတာ အဲ့ဒါကိုလည်းမဆိုင်အဲ့ဒါကျွန်တော်ဟိုယူมาလားမြည်ပြန်ပြီ